အားလုံးပဲမင်္ဂလာပါကျွန်တော်ခုပိတ်ရက်ကအိမ်မှာပဲနားနေတယ်ဆိုတော့ဒီညအလုံးအနေစောစောပြန်ရောက်တာဆိုတော့ကျွန်တော်နဲ့မနီးမဝေးရှိတဲ့နေရာတစ်ခုပေါ့နော်အဲလေကွက်ရကျွန်တော်စပိန်လေးနဲ့ဆင်းမှာဖြစ်ပါတယ်လိုက်ခဲ့ပါဦးလေကွက်ဆင်းလေဖို့ပေါ့နော်ဒီတော့အုပ်လေးဖြတ်ရပါတယ်ကျွန်တော်တငယ်ချင်းနေပေါ့နော်ကောင်းဒါနဲ့စင်ကဲပါပေါ့ခုကျွန်တော်တကယ်ချင်းအစင်လေးရောနော်အစင်ကဲပါကြောင်ညာဝင်ပြတာပါဟာမောတယ်ဟာတောင်လေးနည်းနည်းလေးတက်တာဒါတော့အုပ်လေးနည်းနည်းကြော်ရင်လက်ကွက်ရောက်ပြီတော့အုပ်လေးပါဘရိတ်တန်လဲကြားရမလားဘရိတ်တန်တော့အင်းလေးပြအချမ်းပါလေကွာမြောက်ဂျပန်ဟုတ်ပြီဗျာဒီကောင်ဒီနားတော့မလို့နှစ်ဖက်မနိုင်တော့သေးကဒါလက်ကွေးနားရောက်ပါပြီပေါ့ပေးမှမြင်ရရတော့တင်းချိုင်းပါခုဆိုရင်ကျွန်တော်ပြောတဲ့လက်ကွေးရောက်ပါပြီဒီပြပါမယ်ကျွန်တော်တို့မှာစိတ်ပန်းပြေစရာစေလို့ပန်းချန်လည်းမရှိဘူးပေါ့နော်အနည်းဆုံးဆိုတော့ဒီရာတီမှုလို့ရှိတော့ပါဒီလက်ကွက်လေးပဲရှိပါတယ်ဒါပေမဲ့တော်တော်လေးအေးချမ်းတယ်ဗျာဂျပန်နိုင်ငံမှာပေါ့တို့လေစိုက်တာဟိုဆက်တွေနဲ့စိုက်တာကြီးပဲလူနဲ့မပါဘူးအကြောင်းလို့စပါကင်းတွေဆိုညီညာနေရပဲဗျာကြာကျွန်တော်တကယ်ရှင်းတော့ရှေ့ရောက်နေပြီကျွန်တော်ကဖုန်းကိုဟို back camera နဲ့ရိုက်ထားတာအဲ့ဒါလူကဘာလို့ပြောစကရင်ရဲ့အလေတဲတဲမှာကြာရတာမသိဘူးတိုင်းရန်တမ်းမှန်းတမ်းပေါ့နော်ကျိုးလာရလာဗျာတော်လာတယ်ကျွန်တော်တို့အမြင်မှာတော့တော်လာတယ်ပေါ့နော်တကယ်ရှင်းစပိန်လေမရှိတော့ဘောမင်းဟာကြီးတော့ရှေ့ဘရိတ်နဲ့အုပ်နေပါလေနားမှာခဏနားမယ်ပေါ့ဗျာလောက်လာလိုက်လေလောက်လာလိုက်လေဗျာကျွန်တော်တကယ်ချင်းကျွန်တော်လည်းကွက်နေတာခဏထိုင်လိုက်ပါဦးမယ်ဖုံးထောင်ထားတာလဲတော့မှလဲရတော်တော်တိုက်တယ်တကယ်ချင်းအနောက်ကချုပ်ခဲလာချေပဲနော်တောင်လေးတော်တော်လာပဲကွာအဲ့တောင်လေးတက်လိုက်ရှင်ဘာတောင်ခေါ်လဲမသိဘူးဒီကတက်တာတွေ့တယ်တော့ပြေးလိုက်ကင်မရာမန်ပြေးနေရပြီခင်ဗျာနားမလားရေရပြီခုတော့ဘဲမလဲတဲ့တညလာလဲဒီမြောင်းပေါ့နော်ဒါရေမြောင်းခေါ်တယ်ဒါကျွန်တော်တို့ရွာချောင်းလောက်ရှိတယ်ဒါတိလားမြောင်းဒါတူးမြောင်းကြီးတို့ရေကက်စ်တွေတောက်ထားတော့ဖြစ်တယ်
လမ်း6သွားအောင်မယ်ဗျဟုတ်ပဲတကယ်ကကျွန်တော်ဂျပန်ရောက်တာတစ်နှစ်တော့ကြော်ပြီဗျာဘဲမလဲမရောက်ဖြစ်ဘူးဂျပန်စကားလည်းမရသေးဘူးပေါ့နော်ခုချိန်ထိအဲ့လိုမျိုးဖြစ်နေသိကျင်တာလည်းမရှိဘူးအလောက်ကလည်းဂျပန်စကားအလောက်ထိမတုံးရတာလည်းပါတော့ဗောဗျာကျွန်တော်အဆင်ပြေတဲ့တနေ့ကျရင်ကျွန်တော်ဂျပန်နိုင်ငံလုံးပတ်အောင်မယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီဂျပန်နိုင်ငံတနိုင်ငံလုံးမှာပေါ့နော်ကျွန်တော်အရင်ကတငယ်ချင်းတွေအများကြီးရှိတယ်ဗျာသူတို့တွေနားကိုသူတို့ရောက်အောင်သွားလေအောင်မှာကွာမဖြစ်မနေသွားလေအောင်မှာဒါတော့ကျွန်တော်အနောက်ကစပါကင်းလေးတွေပေါ့နော်ပြမယ်ဘာရတော့သူစားရတော့မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့တော့ဒါတော်ဘယ်လိုပြောမလဲစိတ်ထွက်ပေါက်ရเสียအဲ့လိုမျိုးဖြစ်တယ်ကျွန်တော်တို့ဆိုတပတ်မှတရက်ပိတ်တယ်ကွာဒါပေမဲ့အလောကတော်တော်ပင်ပန်းတော့ဘဲမှမသွားဖြစ်ဘူးအိမ်တွင်းပဲအောင်းနေအဲ့လိုမျိုးပေါ့နော်အကြောင်းမလို့ဒါလေးချိတာဟိုကဘယ်လိုပြောမှာကိုရဲ့တက်တခင်ကျေးဇူးရှင်လို့မျိုးပေါ့နော်မျိုးကြီးကျယ်ပြောမယ်ဆိုပြောလို့ရတာပေါ့ဗျာလေလေးလည်းတဖြူဖြူတိုက်အေးချမ်းတော့ပဲတော်တော်လေးအေးချမ်းတယ်လောက်ကကြီးကနေတိုင်ပျော်စရာကြီးပါတဲ့ဟုတ်ဖက်မှာကားတွေသွားနေဒါနဲ့ပြောမယ်ဒါကုံထုတ်လမ်းနေဗျာသူများနိုင်ငံကုံထုတ်လမ်းကျွန်တော်တို့နားလေကျွန်တော်ဆိုလေကွက်ရှိတယ်ဒီလားအဲ့လေကွက်ဆိုတို့မျိုးတဲလားမပြောနဲ့ညီလန်းတော့ကောင်းမရှိဘူးဗျာစပတ်အိတ်တွေဆိုဘယ်လိုပြောမှာဟိုဥမာလေထဲမှာစပတ်ကြိတ်ပြီးတော့မှထွက်လာတဲ့စပတ်အိတ်တွေဆိုကျွန်တော်အဲ့လေထဲနေကိုကုန်းပြင်ထိပေါ့နော်ကုန်းနဲ့တော့ဝေးတယ်အဲ့ဒါကိုချင်းထမ်းရတာအဲ့လိုမျိုးရှိတယ်ကျွန်တော်အိမ်ပြန်ရောက်တဲ့တနေ့ချင်းကျွန်တော်အဲ့လိုမျိုးဗီဒီယိုရိုက်ပြအောင်မယ်ဗျာတကယ်ချင်းစိန်ခံနေတာအင်ဂျီဝါလေးနဲ့ဆိုတော့လေနော်ထင်းတာမြင်နေရတယ်လူကလည်းခေသူမဟုတ်တကယ်လူချောပေါ့နော်ဟုတ်ပါပြီဒီညတော့ဒီလောက်ပါပဲခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ